ဒီအေယာမလေရဟကြီးကတမှုတရားထဲမှာမုံတိုင်းတွေတိုက်တဲ့အခါမလွင့်စင်သွားပဲဘလို့ရက်တည်နေနိုင်တယ်လဲပင်လေချမ်းပြင်ကိုတူးဖောက်ပြီးစိုက်တုပ်ထားတာမျိုးမဟုတ်ပါဘူးအင်ဂျင်နီယာတွေဟာတမိုင်ကျော်နှက်တဲ့နေရာတွေမှာတောင်ဒီလေရဟကြီးတွေကိုတက်ဆင်နိုင်မဲ့နီးလန်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့သူတို့ဘလို့လောက်ကြတယ်လဲဒီမှာကမ္ဘာအကြီးဆုံးဒန်းစီးသလိုအလေးချိန်ထိန်းထားတဲ့စနစ်ကိုတွေ့ရပါမယ်ဒီရေပေါ်နေတဲ့အောက်ခြေစင်းကြောင်ကြီးကပေ990ရှိလဲပါတယ်ဒီတီဆောက်ပုံကြီးကိုမတ်မတ်နဲ့တီငိမ့်နေစေဖို့အတွက်တန်းချိန်9000ရှိတဲ့တန်းတုံးတွေကိုအောက်ခြေပိုင်းမှာထည့်သွင်းထားပါတယ်ဒီလိုလုပ်ခြင်းအပြင်ဆွဲငင်အားဘေးဟာချက်ကိုတက်နိုင်သမျှအောက်ဆုံးရောက်သွားစေပြီးစင်းကြောင်ကြီးကိုဘလို့မှလဲချမသွားနိုင်တဲ့အေယာမအလေးချိန်ထိန်းကစားကွင်းကဒန်းကြီးတစ်ခုလိုဖြစ်သွားစေပါတယ်အလွန်ခိုင်ခန့်တဲ့ကြောက်စူးကြိုးကြီး၃ချောင်းကိုပင်လက်ချမ်းပြင်အထိဆင်းချလိုက်ပြီးအထူးပြုလုပ်ထားတဲ့စုပ်ခွက်ဒီနဲ့ချိတ်ဆက်ထားပါတယ်ဒီစုပ်ခွက်တွေထဲကရေတွေကိုအကုန်စုပ်ထုတ်ပစ်လိုက်တဲ့အခါအလွန်ပြင်းထန်တဲ့လေဟာနဲ့ကိုဖြစ်ပေါ်စေပြီးသမှုတရားရေထုရဲ့ဖိအားကသူတို့ကိုကျမ်းပြင်ထဲကိုအသေးဖိခတ်လိုက်ပါတယ်ဒီလိုဖိခတ်ထားတဲ့အားကအယမ်းပြင်းထန်တဲ့အတွက်အလွန်အားကြီးတဲ့မုန်တိုင်းတွေတောင်ဒီလေရဟကြီးကိုမရွယ်လာစေနိုင်ပါဘူးအန်အောစရာကောင်းတဲ့အပိုင်းကတော့အောက်ခြေစင်းကြောင်ကြီးရေပေါ်မှာမျှတစွာပေါ်နေပြီဆိုတာနဲ့လက်တွေတက်ဆင်ထားတဲ့လေရဟတိုင်းကြီးကိုပင်လေအလဲမှာတင်တက်ဆင်လိုက်တာပဲဖြစ်ပါတယ်ဒါဟာအပိုင်းအစတွေကိုလေဟာနဲ့စွမ်းအားနဲ့တိကျတဲ့တွက်ချက်မှုတွေအသုံးပြုပြီးပင်လေအလဲမှာအေယာမပဟိလာကြီးတစ်ခုကိုတက်ဆင်တိဆောက်နေတာနဲ့တူပါတယ်